မင်္ဂလာပါအင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ဖို့ဒီလိုစကားစုလေးဆက်ပြီးလေ့လာကြည့်အောင်နံပါတ်1 look after ကြည့်ကြည့်စောင့်ရှောက်တော့ပြောတာlook နဲ့ပတ်သက်ပြီးတခန်းသက်သက်တင်ပေးထားလည်းရှိရယ်အဲ့မှာ look အသုံးအနှုန်းတွေအများကြီးရှိတယ်အဲ့မှာတော့ကြည့်ပါနော်နောက်တစ်ခု look for ရှာဖွေတော့ပြောတာနောက်တစ်ခု last month last month ပြီးခဲ့တဲ့လကလို့ပြောတာဥပမာ last year ပေါ့ပြီးခဲ့တဲ့နှစ်ကအဲ့ဒါကိုပြောတာပေါ့နော်နောက်တစ်ခု for example ဥပမာအားဖြင့်နဲ့နောက်တစ်ခု lunch box ထမင်းညိုင်လို့ပြောတာနောက်တစ်ခု lose health ကျန်းမာရေးမကောင်းဘူးပေါ့နော်နောက်တစ်ခု if so အဲ့ဒါဆိုရင်နောက်တစ်ခု part time ဆိုတာချိန်ပိုင်းကိုပြောတာဥပမာချိန်ပိုင်းအလုပ်တွေပါဆိုရင် part time job ပေါ့နော်အဲ့ဒါကိုပြောတာနောက်တစ်ခု in fact အမှန်တကယ်တော့တဲ့နောက်တစ်ခု in short လိုရင်းကိုပြောတာနောက်တစ်ခု make friend မိတ်ဆွေဖွဲ့တာကိုပြောတာနောက်တစ်ခု first class ပထမတန်းစားကိုပြောတာပေါ့နော်နောက်တစ်ခု living room ဧကန်ကိုပြောတာနောက်တစ်ခု dress up ဝတ်စားဆင်ရင်တော့ပြောတာနောက်တစ်ခု soft drink အေးကိုပြောတာနောက်တစ်ခု strong drink အရက်တွေပါဆိုရင် strong drink လို့ပြောတာနောက်တစ်ခု petrol station တက်စီဆိုင်ကိုပြောတာနောက်တစ်ခု pawn shop ဆိုတာပေါင်ဆိုင်ကိုပြောတာပေါ့နောက်တစ်ခု timetable အချိန်ဇယားကိုပြောတာနောက်တစ်ခု local time ဒေသစံတော်ချိန်ပေါ့နော်နောက်တစ်ခု travel diary ခီးသွားမှတ်တမ်းနဲ့နောက်တစ်ခု plenty ရင်းနှီးချမ်းကိုပြောတာပေါ့နောက်တစ်ခု exercise book လေ့ကျင့်ခန်းစာအုပ်တဲ့ဒါလေးကနေ့စဉ်သုံးမသိမဖြစ်စကားစုလေးတွေပေါ့နော်ကိုကအင်္ဂလိပ်လိုကောင်းကောင်းလေးရေးတတ်ချင်တယ်အင်္ဂလိပ်လိုကောင်းကောင်းပြောတတ်ချင်တယ်ဆိုရင် practice လုပ်ထားလိုက်ပေါ့